သူများနောက်လိုက်မဖြစ်ချင်သူတွေနေတိုင်းလုံးရမယ်အချက်၅ချက်အချိန်နဲ့တပြင်းကြီးအချိန်အဟုန်နဲ့တိုးတက်နေတဲ့ခက်ကြီးထဲမှာကိုကအခုထိသူများနောက်လိုက်ဖြစ်နေတော့လားသူများနောက်လိုက်ဘဝကိုတကယ်စိတ်ကုန်နေပြီသူများနောက်မှာမနေချင်တော့ဘူးဆိုတဲ့လူတွေကဒီဗီဒီယိုအချိန်ပေးပြီးတော့အဆုံးထိကြည့်ပေးပါခင်ဗျာတရားထိုင်မှာတိတ်ဆိတ်ပြီးအနားယူလို့ကောင်းမဲ့နေရာမှာတက်တောင့်တက်တာဖြစ်တဲ့နေရာတွေမှာဘာမှမတွေ့ပဲစိတ်ကိုတီးတီးငြိမ်ငြိမ်ထားပြီးအနည်းဆုံး15မိနစ်တရားထိုင်ပါဒီလိုတရားထိုင်ခြင်းကစိတ်ကိုငြိမ်သက်စေရဲ့အပြင်တွေးခေါ်နိုင်စွမ်းတဲ့ဘဝနေနည်းကိုပါဆင်ခြင်နိုင်ပါလိမ့်မယ်နှစ် to do list ရေးပါမနက်ခင်းတိုင်းမှာကိုလုံးဝမဲ့တာဝန်တွေကိုချရေးပါဒီလိုချရေးတဲ့အခါကိုယ့်ရဲ့တနေ့တာအလုပ်တွေကိုတစ်ခုပြီးတစ်ခုအာရုံစိုက်နိုင်တယ်လို့အလုပ်မပြီးမချင်းလဲတေချာစီမံခန့်ခွဲနိုင်မှာဖြစ်တဲ့အတွက် to do list နဲ့အလုပ်လုပ်တတ်တဲ့သူတွေကတခြားသူတွေကအမြဲရှေ့ကိုရောက်ပါတယ်3လေ့ကျင့်ခန်းလုပ်ပါနေ့တိုင်းလေ့ကျင့်ခန်းလုပ်ပြီးကျန်းမာရေးလိုက်စားတဲ့သူတွေရဲ့အုံနောက်နဲ့ခန္ဓာကပေါ့ပါလန်းဆန်းနေတာဖြစ်တဲ့အတွက်အတွေးခေါ်တွေပိုကောင်းပြီးလုံနိုင်စွမ်းတွေပိုမြင့်ကြပါတယ်လူချင်းချင်းရှင်တဲ့အခါကျန်းမာကြန့်ခိုင်တဲ့သူတွေကပိုရှေ့ရောက်တာကိုတွေ့ရမှာပါလေနေ့စဉ်စာအုပ်ဖတ်ပါစာပေအမျိုးအစားအစုံလေးကိုနေ့တိုင်းတစ်နေ့တစ်အုပ်ဖတ်မယ်ဆိုရင်နောက်တစ်နေ့နေတဲ့အခါမှာဘူးတုဒပြည့်ဝပြီးကောင်းမွန်တဲ့ပြောင်းလဲမှုတွေနဲ့တိုးတက်ပြောင်းလဲပြီးသူများရှေ့ရောက်တဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်ဖတ်ယုံဖတ်ပြီးလက်တွေ့မလုပ်ရင်လည်းအရှိ့ကိုရောက်မှာမဟုတ်ပါဘူးဒီတော့စာရီဖတ်မယ်ဆိုရွှေနှုတ် application ထဲမှာစာပေအမျိုးအစားအစုံလေးရှိတာဖြစ်တဲ့အတွက်စာဖတ်မဲ့သူတွေအတွက်ဒီ application ကအသင့်တော်ဆုံးဖြစ်ပါတယ်ငါ diary နေ့စဉ်ရေးပါကိုယ့်ရဲ့တနေ့တာမှာဘာတွေလုပ်ဖြစ်လဲဘလို့စိတ်နဲ့ဖြတ်တန်းခဲ့လဲဆက်လုပ်သွားရမယ်ကောင်းတဲ့အရာပြုပြင်ရမယ်မကောင်းတဲ့အရာတွေကိုညတိုင်း diary ရေးမယ်ဆိုရင်ကိုယ့်အကြောင်းကိုပိုသိပြီဆိုရင်ဒီလူကသူများထက်ရှေ့ရောက်သွားပါလိမ့်မယ်ဒီတော့သူများနောက်မှာနေရစိတ်ကုန်လာပါပြီဆိုတဲ့သူတွေအတွက်အခုကစပြီးဒီချက်၅ချက်ကိုနေ့စဉ်လုပ်ပါနောက်တစ်နေ့နေသူများထက်ပိုတာတဲ့လူတစ်ယောက်ဖြစ်မှာကျင်းသေးပါတယ်ဒီတော့ဘလို့လဲသူများထက်ရှေ့ကိုရောက်ဖို့ဒီ၅ချက်ကိုနေ့တိုင်းလုပ်နိုင်မယ်လို့စိန်ခေါ်ရတဲ့သူတွေရှိလားရှိရဆိုရင်commentမှာရေးခဲ့ပြပါဦးခင်ဗျာ